တရုတ်ကထိုင်ဝမ်ကိုကျူးကျော်သိမ်းပိုက်ရင်တရုတ်သမ္မတရှီကျင်းဖျင်ကအကျိုးဆက်တွေကိုနားလည်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးအမေရိကန်ကထိုင်ဝမ်ကိုကာဝယ်ပေးမှလားဆိုတာကိုညှင်းဆန်လိုက်ပါတယ်။ထိုင်ဝမ်ရေးကဘယ်တော့မှအတိတ်ကဆွေးနွေးရမယ့်အကြောင်းအရာမဟုတ်ဘူးလို့အော်တိုဘာလ30ရက်ကတောင်ကိုရီးယားနိုင်ငံ6နှစ်အတွင်းပထမဆုံးအကြိမ်ရှီကျင်းဖျင်နဲ့တွေ့ဆုံချိန်က၎င်းကဆိုပါတယ်။တရုတ်ကထိုင်ဝမ်ကိုစစ်ရေးအရေးယူရင်အမေရိကန်စစ်တပ်ကကာဝယ်ပေးမှလားလို့CBS သတင်းဌာနမှသတင်းတော့ကမေးမြန်းရမှာဘာဖြစ်တယ်လဲဆိုတာကိုရှာဖွေပြီးအဲ့ဒီအဖြေကိုရှီကျင်းဖျင်ကသိပါတယ်လို့ဒေါ်နယ်ထရန့်ကဖြေကြားခဲ့ပါတယ်။အင်တာဗျူးဖြေကြားချက်ကဘာကိုဆိုလဲဆိုတာကိုဖြေကြားဖို့ဒေါ်နယ်ထရန့်ကညှင်းဆိုခဲ့ပြီးကျွန်တော်ကအလှုပ်ဝက်ချက်တွေကိုမပြောပြနိုင်ပါဘူး။တရုတ်ဘက်ကသိပါတယ်လို့ပြောပါတယ်။ဒေါ်နယ်ထရန့်အမေရိကန်သမ္မတဖြစ်နေတဲ့တရုတ်ကထိုင်ဝမ်ကိုဘယ်တော့မှမကျူးကျော်ဘူးလို့ရှီကျင်းဖျင်ကကြေညာပြုခဲ့ပြီးအကျိုးဆက်တွေကိုသိတယ်လို့ဒေါ်နယ်ထရန့်ကဆိုပါတယ်။ထိုင်ဝမ်ဟာလက်အောက်ခံပြည်နယ်လို့တရုတ်ကဆိုပြီးအမေရိကန်မူဝါဒအရအမေရိကန်ကတရုတ်ကိုသာအတိမတ်ပြုပေမဲ့ထိုင်ဝမ်လို့စစ်လက်နက်တွေထောက်ပံ့ပါတယ်။ဒေါ်နယ်ထရန့်နဲ့ရှီကျင်းဖျင်ကထိပ်သီးဆွေးနွေးပွဲမှာထိုင်ဝမ်ရေးကိုဆွေးနွေးဖို့ရှောင်ရှားခဲ့ပြီးနိုင်ငံခြားကုန်သွယ်ရေးစီးပွားရေးစစ်ပွဲဖြေလျှော့ဖို့ကိစ္စရပ်ကိုသာဆွေးနွေးခဲ့တာဖြစ်ပါတယ်။